心跳都变，小情歌都美得我们甜，咖啡是加菲的甜甜圈，咖啡和快乐换你选。Hello，今天明天ရောက်တာပတ်သက်ပြီးတော့ဒီ AG လာစကားဝင်ထားတဲ့ rating ပေးပါမယ် like လိုက်ခြင်းထည့်ခံရလားမထည့်ခံရလားဆိုတာအကုန်ကိုပြပြပါမယ်အနောက်မှာရှိတယ်နော်ဒီအကုန်ကိုတစ်ဖက်ချက်စီပြပြပြီး rating ပေးကြမှာပေါ့နော် Surface အနေနဲ့ဒီ body dress ပေါ့နော်ဒါကို10 out of 10ပေးပါတယ်ရန်လာပါတယ်ကြည့်ကြည့်လိုက်ပါကိုလုံးကိုပေါက်ရန်ပေါ်ပါတယ်အရှိဖက်လက်တော်လာရပေါ့နော် elegant looks and sexy type ကိုပေးပါတယ်ဒါတော့ဒုတိယတစ်စုံပေါ့နော်သူကြတော့8 out of 10ပဲပေးရပေါ့နော်ဘာလို့ဆိုရင်သားနာလေးမှာတိတ်ပြီးအဆင်မပြေလို့ဒါပေမဲ့အရှိရောအနောက်ရောတော်တော်လာပါတယ်သူရဲ့ cutting ရောရမ်းမိုက်တယ်ပေါ့နော်ဒါနံပါတ်3ဆုံးပေါ့နော်ဒီတစ်ခုဆိုရင်လည်းတော်တော်လေးလာရထည့်ပါပါတယ်အင်ဒိုနီးရှားပါတိတ်ဖတ်တော်မှနည်းနည်းအင်ဒိုနီးရှားအဆင်ဖတ်တော်နည်းနည်းတွားတော့အရှိဖက်လည်းလာတယ်အနောက်ဖက်လည်းလာတယ်အနောက်ကဖေးပြားလေးပါတယ်လည်းတော်တော်လေးလာရပေါ့နော်ဒါနံပါတ်4ဆုံးပေါ့နော်ဒါကျမ type မဟုတ်ပါဘူး cute type ပါဒါပေမဲ့လွတ်လွတ်လပ်လပ်ပပပခီးတွေပါထွက်လို့ရှင်တိုင်းပပပလေးအပြင်ထွက်တဲ့ချိန်ဆိုရင်အဆင်ပြေပါတယ်အယောင်လေးလည်းရမ်းကြိုက်လို့ဝယ်လိုက်တာပေါ့နော်ဒီတစ်စုံကတော့သွား top ပဲပေါ့နော်အပေါ်ကဟာပဲအောက်ကကျမမီကကိုရှာဝတ်လိုက်တာပါ rating ပေးရမယ်ဆိုတော့10 out of 10ပဲအရင်ကြိုက်ပါတယ်အမျိုး lace star တွေကိုဆိုရင်6စုံမြောက် outfit ပေါ့နော် rating ရဆိုရင်တော့10 out of 10ပေါ့နော်သူရဲ့အသားလေးကရမ်းစင်ပြေ trip ပုံစံလေးပေါ့နော်တော်တော်လေးပဲနေရာသွားဖို့လို့ရှင်လည်းအရင်စင်ပြေပါတယ်နော်ပြီးလို့ရှိရင်ဒါကျမစီမှာအပြောင်တစ်ထည်ရှိရပေါ့နော်အဲ့အပြောင်တစ်ထည်ကဖော့ပါတယ်ဒီကောင်ဖော့မပါဘူးအကုန်လုံးလည်းဂျင်းမမိဘူးပေါ့နော်ဘယ်ဟာကြိုက်ဆုံးလဲပြပြခဲ့ပေးပါဘိုင်ဘိုင်